Greta ကိုမှရေးရဲ့အနီးနေတဲ့သူတွေကိုတွဲပူလား Reflect နီးခံထားတဲ့ Toxic Sensor လူတွေနဲ့ချစ်သူတော်ဝရင် Guyo အတွက်နေ့ရက်တိုင်းဟာဓာတ်သွားပေါ်ကပြားရည်စလို့ခန်းစားနေရမှာပါဒီတစ်ခေါက်မှာတော့အလန်နီတွေရဲ့ Toxic Sensor အပြုတ်မှုတွေဆိုတာဘလို့လဲပါလဲဆိုတာပြောပြပေးခြင်းပါတယ်1ဝေဖန်မှုတွေဇက်တိုက်လုပ်ခဲ့သူတို့ကအသေးအမွားကိစ္စကစလို့ကြီးကြီးမားမားဖြစ်ရတဲ့အထိအစိုးမြင်ရှုထောင့်ကနေအငြင်းတန်းဝေဖန်တစ်တင်မှုတွေကိုလုပ်တတ်ကြပါတယ်ကြာလာတဲ့အခါမှာသူ့စီကနေကိုယ့်အပေါ်ဘာတွေပြောဆိုအောင်မလဲဘလို့တွေမကောင်းတဲ့စကားကြားရအောင်မလဲဆိုတဲ့စိုးရိမ်ပူပန်မှုတွေကတရေရေတက်လာပြီးအချိန်တိုင်းမှာကြောက်လန့်နေရတဲ့ခံစားချက်ကြီးကိုခံစားရပါလိမ့်မယ်။နှင်းအကြောင်းကားချက်အမြဲရှိရဲ့ Toxic ဆန်တဲ့သူတွေမှာပဲအငြဲတွေ့ရတဲ့အချက်ကသူတို့ဘယ်တော့မှကိုယ်မာကိုလက်မခံကြတာပါ။အမားတွေကိုလက်မခံအမြဲမှန်တယ်လို့ညှင်းခုန်တတ်ကြသလိုမမတ်သိရင်တောင်အမားလုပ်တဲ့အကြောင်းရင်းရှိကြောင်းအငြဲတန်းစင်ကြီးစင်လက်စင်ရွက်တွေကိုပြောဆိုတတ်ကြပါတယ်။တော့တစ်ဖက်လူအပေါ်မတိမဲ့မြင်ပြတယ် relationship တစ်ခုမှာကိုပါတနာနဲ့အပြန်အလှန်လေးစားမှုတည်ဆောက်ရမယ်ဆိုတဲ့အချက်ကို reflex ဆန်တဲ့သူတွေကနားလည်ရင်တော့မှလိုက်နာလက်ခံခြင်းမရှိကြပါဘူးတစ်ဖက်လူရဲ့ခံစားချက်အငြင်းလေးကိုအငြဲလိုမတိမဲ့မြင်ပြတယ်လောင်တောင်တရော်တယ်ဟာပလုပ်တယ်ပေါ်ပြက်သဘောပဲထားတယ်စားတဲ့အမှုအကျင့်တွေကိုတွေးရတတ်ပါတယ်တယောက်ကိုတယောက်အပြန်အလှန်လေးစားမှုမထားနိုင်ရင်အဲ့ဒီ relationship တစ်ခုဟာရှေ့ရှေ့တည်မြဲနိုင်မှုဆိုတာအလွန်ခက်ခဲပါတယ်